အားလုံးပဲမင်္ဂလာပါကျွန်တော်ညီလေးနဲ့စကားပြောပြီးတော့ဒီနေ့ကျွန်တော်ရရှိတဲ့မဲ့ကျွန်တော်ရဲ့အခန်းကိုပြောင်းมาဖြစ်ပါတယ်။တက်တဲ့ပုံရပြီးတော့ပတ်ဝန်းကျင်ကိုကြည့်တဲ့အခါမှာဘယ်ထားမှလည်းမသွားဘူးကားလည်းမသွားပါဘူးလို့လဲဆိုတော့ဒီနေ့သူတို့ရဲ့ silent strike ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်44မိနစ်တာဝေးတဲ့ခရီးကိုချစ်ချင်းနဲ့သွားမှာဖြစ်ပါတယ်။နောက်တဲ့ခါကျတော့ပြုံလေးပဲပေါ့နော်။ပြီးတော့မြို့ထဲကိုကျွန်တော်ဖြတ်ပြီးတော့မှရှောက်ရတယ်။မြို့လေးကလည်းအရန်လာတဲ့မနက်ခင်းလေးဆိုတော့အဲ့ဒါနဲ့ကျွန်တော်အိမ်လုံးယူကန်ပြီးတော့မှအဲ့အပန်းရှောက်တဲ့ပတ်ဝန်းကျင်ကိုကြည့်လို့ရှိရင်လည်းလူတွေကတိတ်တော့မှမသွားဘူးပေါ့နော်အရင်ကတိတ်ဆိတ်နေတဲ့အချိန်မှာပဲဒါပေမဲ့ကျွန်တော်ရှောက်ရင်းနဲ့နည်းနည်းလေးတော့မှကျွန်တော်ပန်းလာတယ်ပေါ့နော်အဲ့တော့ကျွန်တော်တွေ့ရခုံးမှကျွန်တော်ခဏလေးထိုင်နေတယ်ကျွန်တော်အပန်းလေးနည်းနည်းဖြည့်တယ်ပေါ့နော်ဘာလို့လဲဆိုတော့တကယ်ကိုခီးရကြတာလေးအရင်ကပင်ပန်းလေးပေါ့နော်အဲ့ဒါကျွန်တော်အိတ်ကိုပြန်ကိုင်းတယ်အိတ်ကိုင်းပြီးတော့မှခီးဆက်ရမယ်ဆိုပြီးတော့မှကျွန်တော်သွားတဲ့ခါမှာအချိန်ကလေးနေ့လည်းဘန်းကိုရောက်လာတယ်တဖြည်းဖြည်းနဲ့လည်းနေရာလည်းထိုးလာတယ်ရေကလည်းငတ်တော့ပို့ပြီးတော့မှပင်ပန်းတာပြန်တယ်ပေါ့နော်ပတ်ဝန်းကျင်ကိုကြည့်လို့ရှိရင်ဒီမှာတွေ့တဲ့အတိုင်းပဲယထာမလည်းမသွားဘူးပေါ့နော်လုံးဝကိုလူရမရှိသလောက်ကိုရှင်းနေတာကိုတွေ့ရတာပေါ့နော်အဲ့ဒါနဲ့ကျွန်တော်ရှာမက်ကျူဆက်ရှာကိုရင်းနဲ့ကျွန်တော်ဘသူ့အကြောင်းသိမိလဲဆိုတော့ယေရှုခရစ်တော်ကားလိုက်ထမ်းတဲ့ခရီးကိုပြန်ပြီးတော့မှစဉ်းစားမိပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကဒီအိတ်ကိုတည်နေတဲ့အချိန်မှာဒီအိတ်ကလေးလေးလိုက်တာလမ်းကရှောက်လေးလမ်းကလည်းကျန်းလိုက်တာဆိုပြီးတော့မှညီးတွားစရာတွေကတစ်ခုပြီးပေါ်လာလေးမျက်နှာလည်းမကောင်းလေးပေါ့နော်တော်တော်ပင်ပန်းလာတာပေါ့ဒါပေမဲ့လေကျွန်တော်ကယေရှုခရစ်တော်ရဲ့ကားတိုင်းထမ်းတဲ့အချိန်လေးကိုပြန်ပြီးမြင်အောင်တဲ့အခါမှာအော်ယေရှုထမ်းတဲ့ကားတိုင်းကတော့ငါလည်းအခုတည်နေတဲ့အိတ်ထက်အစမတန်လေးပါပဲပြီးတော့မှယေရှုရှောက်ရတဲ့ခရီးကလည်းအခုငါရှောက်နေတဲ့လမ်းနဲ့အစမတန်ပတ်ဆောက်ပြီးတော့မှကြမ်းတမ်းပါပဲအခုငါရှောက်တဲ့ခရီးက45မိနစ်ဆိုတော့ယေရှုကတော့ငါထက်2ဆလောက်ကြာပါဆိုပြီးတော့မှစဉ်းစားရတဲ့အခါမှာကျွန်တော်ရဲ့ငိုတွေအားလုံးကပေါ့သွားတယ်ကျွန်တော်စိတ်ဖိစီးနေတာလည်းအားလုံးကရည်စရာလေးတွေဖြစ်သွားတယ်ပေါ့နော်ယေရှုခရစ်တော်ကလည်းဘာမှထားလဲဆိုတော့ရှင်မသက်16:24မှာငါတော့ကိုလဲလို့ရှိရင်ကိုကားတိုင်းကိုထမ်းရမယ်ဆိုပြီးတော့မှပြောထားတယ်ဒါကြောင့်မလို့ကျွန်တော်တို့အားလုံးယုံကြည်သူတွေကကိုကားတိုင်းကိုထမ်းပြီးတော့မှယေရှုခရစ်တော်ရဲ့နောက်ကိုလိုက်တဲ့အခါမှာတခါတလေအရန်ကိုပင်ပန်းတယ်ခါတလေအရန်ကိုညီးတွားချင်တယ်လို့ခံစားရပြီပဲယေရှုခရစ်တော်ကျွန်တော်တို့ဘာလို့ပြခဲ့လဲဆိုတော့ကိုပြန်ပြီးတော့မှအောက်မေ့တဲ့အခါကျွန်တော်တို့အတွက်ဒါလေးပေါ့လေးပဲဆိုတော့ကိုကျွန်တော်သိရမှာဖြစ်တယ်အဲ့လိုပြောရင်အဲ့လိုစဉ်းစားရင်းနဲ့ပဲကျွန်တော်ရေရှိတဲရမယ်ကျွန်တော်ရဲ့အဆောင်ရှိအဆောက်အအုံကိုရောက်ရှိပါပြီလို့ဒါကြောင့်မလို့ကြည့်ရှုနေတဲ့ပိတ်သက်တွေအားလုံးကိုလည်းကျွန်တော်မှာချင်တာကကိုကားရဲ့ကိုထမ်းပြီးတော့မှရှင်တော်ကိုလိုက်တဲ့အခါမှာအားမငယ်ပါနဲ့စိတ်မပြတ်ပါနဲ့ကိုတော့အတူရှိတယ်ကိုတော့အားပေးနေတယ်ကိုတော့ကအားလုံးကိုတောင်းယူတယ်ဆိုတာကိုပြောရင်းနဲ့ပဲဆုံးသက်ပါတယ်အားလုံးကိုပဲရှိကောင်းချီးပေးပါစေနောက်ဗီဒီယိုညမှာတွေ့ပါမယ် bye bye Say timber